Hello အားလုံးမင်္ဂလာပါရှင်ဒီချင်ကတော့ The Tree Education ကဒီချင်ရွေးဖြစ်ပါတယ်ဒီချင်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးတွေကတော့ဟိုတစ်ခါ video file လေးမှာပြောခဲ့သလိုပဲကလေးတွေရဲ့တွေ့တက်မှုနှုန်းလေးပေါ့နော်တချို့မိဘတွေကရှိကြတယ်ဟာဟောနော်ကလေးအရွယ်ရောက်လာပြီဆိုတာနဲ့အရန်ကိုတိုးတက်စေချင်တာအရန်ကိုတော်ချင်ကြလीအဲ့လိုမျိုးပေါ့နော်ရှိကြတယ်ဟာပေါ့နော်ဟဲ့သူ့သားသမီးကအရန်တက်နေပြီငါသားသမီးကဘာမှလည်းမတက်သေးဘူးပေါ့နော်အဲ့လိုမျိုးတွေတွေးကြတယ်သူ့ကလေးကလမ်းလျှောက်တတ်နေပြီငါကလေးကျတော့လမ်းလည်းမလျှောက်တတ်သေးဘူးအဲ့လိုမျိုးတွေရှိကြရပါတော့ဒါပေမဲ့ကလေးတွေတယောက်နဲ့တယောက်ကလေတိုးတက်မှုတွေမတူကြဘူးเนาะတချို့ကလေးတွေကတိုးတက်မှုနှေးတယ်တချို့ကလေးတွေကတော့တိုးတက်မှုမြန်ကြတယ်အမကျတို့မူဂျိုမှာဆိုလို့ရှိရင်လေတချို့ကလေးတွေကစာရေးသင်လို့ရတဲ့ရွယ်တွေရှိတယ်တချို့ကလေးတွေကကြတော့3နှစ်တောင်ရောက်ပြီဒါပေမဲ့3နှစ်တချို့က4နှစ်လောက်မှစပြီးတော့ခဲတံကိုင်းခိုင်းတယ်စာရေးခိုင်းတယ်ပေါ့နော်အဲ့လိုအချိန်မှာဆိုလို့ရှိရင်လည်း4နှစ်ရောက်ပြီးစာမရေးတတ်တဲ့ကလေးအများကြီးပဲရှိတယ်ဒီချေတို့တွေကဘာလုပ်ရလဲဆိုတော့သူတို့ကိုလေ့ကျင့်ပေးရတယ်ဘယ်လိုလက်အားလေးတွေတန်အောင်ပြီးလို့ရှိရင်သူတို့ရဲ့ brain လေးတွေကိုလေ့ကျင့်ပေးရတယ်လက်အားလေးတွေတန်အောင်လေ့ကျင့်ပေးရတယ်ဒီချေအဓိကပြောချင်တာကတော့ကွယ်ဟဲ့ပေါ့နော်ငါကလေးကိုပေါ့နော်အရန်ဖြစ်စေခြင်းနဲ့အရန်ရသေးခြင်းနဲ့ဒါမိဘတိုင်းရဲ့ဆန္ဒပဲပေါ့နော်ဒါပေမဲ့မဖြစ်လဲစိတ်မပူပါနဲ့ပေါ့နော်ကလေးတွေရဲ့အုံနောက်ဉာဏ်ဉာဏ်တွေရကလေးတွေကလေသူကသူတိုးတက်လာမှာပါဖြည်းဖြည်းချင်းပေါ့နော် resource လောက်ပြီးတော့တက်လာမှာပါပေါ့နော်အဲ့လိုမျိုးလေးပြောပြချင်ပါတယ်ပြီးတော့ကလေးတွေတချို့ကလေးတွေရှိရဲ့တချို့မိပါတယ်ကလေးတွေဆိုတာမိပါတယ်ပေါ့နော်ချို့မိပါတယ်ကလေ3နှစ်လောက်ခနဲ့ကလေမူဂျိုပို့ပြီး1ရက်2ရက်လောက်နေသေး1ရက်2ရက်လောက်ပဲရှိသေးရဲ့ဒီချက်ကလေးကလေစာလည်းမရေးတတ်သေးဘူးအဲ့လိုမျိုးလာတယ်ကလေးကစာမရေးတတ်သေးတာမဟုတ်ဘူးစာရေးမတင်သေးတာပါသေချာရှင်းပြအမတို့ရဲ့ကလေးကအခုမှ3နှစ်ပဲရှိပါသေးတယ်3နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်မလို့ကျမတို့တွေကစာရေးမတင်သေးတာပါအဲ့ဒါနားလည်အောင်တေချာချာကိုရှင်းပြရတယ်ပြောပြရတယ်တချို့မိဘတွေဆိုလို့ရှင်တိတ်ပြီးတော့သူတို့ရကျင်တာပဲသိရလေသူများကလေးတွေရနေပြီငါကလေးရကျင်တယ်အဲ့လိုမျိုးတွေရှိရဲ့အခုရည်ရင်းသူအခုရည်ကြည်တော့လို့တော့မရဘူးပေါ့နော်ဖြည်းဖြည်းချင်းသွားတယ်ဒီချက်သမီးဆိုလို့ရှိရင်ဒီချက်သမီးကိုဒီချက်မူဂျိုကို9နှစ်ရောက်မှပို့တာဒီချက်သမီးကိုလေဒီချက်နာမပဲထားတာအဲ့ကျွန်တော်ကဒီချက်မူဂျိုမဖွင့်သေးဘူးပေါ့နော်ဒီချက်မူဂျိုမဖွင့်သေးခင်တော့ဆိုလို့ရှိရင်ဒီချက်သမီးကိုဒီချက်နာမပဲထားတယ်ပြီးလို့ရှိရင်သူ့စာတွေလည်းဇွတ်မရေးခိုင်းဘူးစာလည်းဇွတ်မရေးခိုင်းဘူးအတင်းချက်ကြီးတင်တာမျိုးလည်းမလုပ်ဘူး9နှစ်ပြည့်ပြီးမှသူ့ကိုမူဂျိုပို့တာမူဂျိုမှာသူ6လလောက်တက်6လ9လလောက်တက်ပြီးတော့သူဒီ KG တက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူတော်တော်လေးကိုမှလိုက်နိုင်တယ်စာရေးလည်းလိုက်နိုင်တယ်အရန် pressure ပြီးတာစိတ်ဖိစီးတာမျိုးလည်းမရှိဘူးလက်ရေးမလားလို့စိတ်ညစ်ရတာလည်းမရှိဘူး9နှစ်မှတင်ပေမဲ့လေသူက9နှစ်ဆိုရင်သူခဲတန်းနိုင်သွားပြီကျွန်9နှစ်မတိုင်ခင်မှာဒီချေကသူစာရေးတော့မတင်ဘူးဒါပေမဲ့ပကြီးတွေဆွဲတာလက်အားတွေတန်အောင်ကိုယ်တိုင်ကလည်းဒီမူဂျို EC ဒီတက်ထားဆိုတော့ကလေးကိုဘောနော်လက်အားတွေတန်အောင်လေ့ကျင့်ပေးတယ် brain လေ့ကျင့်ပေးတယ်အဲ့လိုမျိုးဘောနော်မမီအောင်ခြေခံလေးတွေအဲ့လိုမျိုးလေးလေ့ကျင့်ပေးတာဟုတ်ကလေးနဲ့တူစော့တယ်ကလေးနဲ့တူအဲ့လိုစကားတွေပြောရဲဆိုတော့သူ9နှစ်မှတက်တယ်ဆိုရင်သူကတခြားကလေးအိမ်လိုပဲစာတွေရမ်းလိုက်နိုင်တယ်စာတွေရေးနိုင်ဖတ်ဘောနော်ရေးနိုင်တယ်ဖတ်နိုင်တယ်ဘောနော်ကြပြားတွေစိုးနိုင်တယ်အဲ့လိုမျိုးဟဲဘောနော်တချို့မိဘတွေ3နှစ်ပဲရှိသေးတယ်ဇွတ်ပို့ကျင်ကြရတယ်အဲ့လိုမျိုးမပို့ကြပါနဲ့ဇွတ်မပို့ကြပါနဲ့လို့ပြောပြရစေနော်ကိုသားသမီးကိုလေကိုနဲ့ထိစက်ခွင့်ရတော့နေလို့ရတော့နေပါကလေးတွေကလေ9နှစ်ကျောင်းတက်လိုက်ပြီးတချို့ဆို3နှစ်ကျောင်းတက်လိုက်ပြီးဆိုတာနဲ့မိဘနဲ့ဝေးသွားပြီမနက်9နာရီကနေညနေ3နာရီတချို့ကျောင်းနေဆိုရင်ညနေ9နာရီမှဆင်းတယ်ဆင်းပြီးပြီဆိုလို့ရှိရင်မိဘနဲ့တိတ်မတွေ့ပြီအိမ်ရောက်လို့ရှိရင်ဖုန်းလေးနဲ့ဖုန်းမဲနှိပ်နေမိဘနဲ့တိတ်ပြီးစကားမပြောတော့ဖုန်းမဲနှိပ်တယ်စကားမပြောတော့ဘူးအဲ့လိုမျိုးတွေလုပ်တယ်အဲ့ကြတော့ကလေးနဲ့နွေးနွေးထွေးထွေးနေနိုင်တော့ရင်းနှီးနှီးနေနိုင်တော့နေပါလို့ပြောချင်ပါတယ်ပြီးရင် तू ကလေကလေးကအခုငငယ်လေးကနေကလေဟာအသက်ကြီးတဲ့ထိတင်သွားမှာကြောတိချဲဆိုလို့ရှိရင်30ကျော်30ကျော်တဲ့အထိတောင်မှတင်နေရတော့မယ်စားတင်နေရတော့မယ်လေအဲ့ခါကျတော့ပေါ့နော်ဒီချေပြောချင်တာကိုသားသမီးကိုအရန်နေ post မလုပ်ပါနဲ့ဖြည်းဖြည်းချင်းတင်ပါကလေးတွေကပေါ့နော်အမြဲတမ်းတင်ယူနေရမှာပါလို့ပြောချင်ပါတယ်
ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးပါ